အားလုံးပဲမင်္ဂလာပါရှင်အခုဆိုလို့ရှိရင်တော့ဆိုင်လက်ရာကြာဆန်စီချက်လေးလုံးမှာပဲဖြစ်ပါတယ်ဒါကတော့ကြာဆန်စီချက်လုပ်ဖို့အတွက်ပါဝင်တဲ့ပစ္စည်းလေးတွေပါပထမအဆုံးအနေနဲ့တော့ငုံလေးကိုပြုတ်ပေးထားပါမယ်ထိုင်ဝမ်မုံညင်းလေးကိုလည်းတစ်ပြိုင်တည်းပြုတ်ပေးထားပါမယ်ထိုင်ဝမ်မုံညင်းလေးရပြီဆိုလို့ရှိရင်တော့အရွက်လေးတွေစိမ့်နေအောင်ပေါ့နော်ရေလေးနဲ့စိမ့်ပေးထားပါမယ်ပြီးရင်တော့ကြာဆန်လေးကိုပြုတ်ပါမယ်ကြာဆန်လေးတွေအိုးကတ်မသွားဖို့အတွက်အနည်းငယ်မှွေပေးထားပါမယ်။ပြီးရင်တော့စောစောကပြုတ်ထားတဲ့ငုံလေးတွေကိုအခွန်လွှာပေးထားပါမယ်။ငုံခွန်လွှာပြီးသားလေးတွေရသွားပြီဆိုလို့ရှိရင်တော့ရေဆေးပြီးတော့ထားပေးထားပါမယ်။ပြီးရင်တော့ကြက်သားပြုတ်တဲ့ကိုဂျင်းထည့်ပါမယ်။စားလေးထည့်ပါမယ်။ရတာအတွက်တော့အချိုမုံလေးနည်းငယ်ထည့်ပါတယ်။ပြီးရင်တော့ငရုတ်ကောင်းလေးခတ်ပါမယ်။ချက်ပြုတ်ရည်လေးကိုတတ်ထားထားမယ်။ကြက်သားအသားကိုတတ်ဖယ်ပေးထားပါမယ်။ပြီးရင်တော့အရည်လုပ်ဖို့ပေါ့နော်အနှစ်ဆက်ဖို့အတွက်ကိုချက်ပြုတ်ရည်လေးနည်းနည်းထည့်ဖို့ပဲငံပြားရည်အနောက်ပဲငံပြားရည်ကြီးကိုပွက်ပွက်စုအောင်ထည့်ပေးထားပါမယ်။စီချက်ချက်ဖို့အတွက်စီဆူဆူတဲဟိုမှာချက်သွန်ပြူလေးတွေလီးထားတာကိုထည့်ပေးပါမယ်။အခုအနေလေးဆိုရင်တော့ရပါပြီ။ပြီးရင်တော့စပြီးတော့မှပြင်ဆင်ပါမယ်။ကြာဆန်ပြုတ်ထားတာလေးကိုပကံလုံးတစ်လုံးနဲ့ထည့်မယ်။ပြီးရင်တော့စီချက်လေးတွေထည့်ပါမယ်။ပြီးရင်စောစောကဆက်ထားတဲ့နှစ်ကလေးကိုထည့်ပါမယ်။ချက်သားလေးတွေကိုနှွှင်ထည့်ပေးပါမယ်။ပြီးရင်အားလုံးမှွေပြီးသွားရင်တော့ပေါ်ကနေပြီးတော့မှစီချက်ဖက်လေးတွေရဲ့ချက်သားလေးတွေရဲ့ငုံလေးတွေရဲ့ကိုထပ်ထည့်ပြီးတော့မှလှဆင်ပေးပါမယ်ပြီးရင်တော့ငရုတ်ကောင်းလေးခတ်ပါမယ်ထိုင်ဝမ်မုံညင်းလေးကိုလည်းပြီးမှထားပေးထားပါမယ်အခုဆိုလို့ရှိရင်တော့ဆိုင်လက်ရပုံစံမျိုးကြာဆန်စီချက်လေးရပြီပဲဖြစ်ပါတယ်သူ့ကိုချက်ပြုတ်ရည်လေးနဲ့တွဲတောင်းရင်အရန်ကောင်းတယ်ပေါ့နော်အရသာလည်းရှိပြီးအာဟာရလည်းပြည့်သလိုခံစားရပါတယ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်